မင်းတို့ကျောင်းပေါ်တက်ပြီးတော့ဆရာလည်းမလုပ်နဲ့ကျောင်းပေါ်တက်ပြီးတော့လည်းမအိပ်နဲ့ငါသတ်မှတ်ခဲ့ပြီနေရဈဉ္ညာရဲ့အတွင်းကိုချီမုံမကြပါသေးနဲ့ကျောင်းဆောက်ရပြီးတော့ငရဲကြည့်သွားတယ်ဒီနေ့ကျောင်းတော်ကကျောင်းမတယ်ကျောင်းလူပြီးမွဲတာအဲ့ဒါပဲနော်ကျောင်းဘုန်းကြီးတွေကလည်းကျောင်းရပြီးတော့ဖြစ်သလိုနေအဲ့ဒီဘုန်းကြီးလက်ဒိတ်တာပဲခုဘုန်းကြီးတွေကကျောင်းရောက်စားဖို့စိတ်ကူးနေပြီကျောင်းတော်ကကျောင်းမှလည်းကျောင်းနဲ့ကျောင်းသွားဆောက်ကိုယ်တော်သဖွယ်လုပ်ပြီးပြည့်စည်ထားဖို့စိတ်ကူးဆောက်နေပြီနော်အဲ့တော့မန္တလေးသာသနာကိုစိုးတန်းကြီးပြည့်ချင်ကျင်နင်တို့သိပါလားဒါပါလေဟမ်ဝန်ကြီးပြောပါဟုတ်ပါအဲ့လိုမလုပ်ပါနဲ့ဟမ်လက်စိုက်ပြိုးရင်းနဲ့ဝေးပြူရေး10မြောက်ဝေးပြူရေး10မြောက်ဝန်ကြီးပါဗျာအဲ့ဒါဘုန်းကြီးမှာဒီလေးတွေလို့သူတို့နေလာကြတာသူတို့လည်းဘုန်းကြီးကိုချစ်ကြတယ်ဘာလို့ချစ်တာပြောအလှမခံလို့ပြောစမကွာပြောဘယ်သူမှလုံခံခုလည်းပဲအဲ့ဒါခုကျောင်းကမှသိင်္ဂယလာအပ်တယ်အသိဉသမုဒ္ဒောင်ပြီးပြီသူကကမှလာအပ်တယ်အဲ့တော့ကျောင်းတော်ကကျောင်းမတွေအားလုံးကိုဘုန်းကြီးကျေးဇူးတင်တယ်လို့ဝမ်းလည်းမြောက်ပါတယ်နေညနော်ဘုန်းကြီးမအိမ်မနေကြိုးစားခဲ့တာခေါင်းကျသွားအောင်ချမယ်ချတာနေဘူးတဲ့ထိုင်တယ်အကျော်လာပြောတယ်နေဘူးတဲ့ရတယ်ဘာရွယ်ချက်နဲ့ဘုန်းကြီးတို့တော့ပေးဆက်နေတာအချိန်အခါနဲ့လုံးမရတဲ့မဲ့ကုသိုလ်ဒီအချိန်ကုန်မှလုံးချင်လို့ဟုတ်တယ်နော်ခွန်အားစွမ်းအားနဲ့လုံးမရမယ်ကုသိုလ်ကခွန်အားစွမ်းအားကုန်မှလိုချင်လို့ငါပြုတဲ့ကုသိုလ်သစ္စာဆိုလို့ရစေရမယ်ဆိုလုပ်တာရဟန္တာဖြစ်အောင်လုပ်ချင်တယ်ဒါပေမဲ့ကျုပ်မှာအများကြီးလိုသေးတယ်၄တန်းကျောင်းသားကိုခင်ဗျားတို့10တန်းပု္ပ္ပာသွားမပေးနဲ့ပု္ပ္ပာတော့မဖတ်တတ်ဘူးဘုန်းကြီးရဟန္တာဖြစ်ပြီလားလို့ဟိုတနေ့ကလာမေးတယ်ငါပထချပြန်လူလည်းလုတ်ပြီးတော့လာမေးတာအဲ့တော့ရဟန္တာဖြစ်ဖို့ကျုပ်ဘဝနဲ့ရင်းရအောင်မယ်လိုသေးတယ်အဲ့တော့ပစ္စည်းလေးပါလူကြတဲ့ဒကာဒကမတွေငါဘာမှပြန်မပေးနိုင်ပါလားအဲ့ဒါစိတ်မကောင်းကျုပ်ဟာ6နှစ်ကျော်9နှစ်သားကသင်္ကန်းဝတ်ခဲ့တာခဏိထိပဲမနေ့တနေ့မှစားရမယ်တောက်ရမယ်အာကိုမဲ့ပြီးသင်္ကန်းဝတ်လာတဲ့ဘုန်းကြီးမဟုတ်ဘူးခဏိသမေတော်သန္တာပါကြီးဆိုတာရုပ်ကိုရင်တော့ထွေပြစ်ဖက်ချောင်เสียဖြစ်နေအဲ့လိုဖြစ်ခဲ့ရတဲ့ကိုရင်ဒါဖြင့်အရှင်ဘုရားသာသနာကိုယုံကြည်မြတ်လို့ဝတ်ခဲ့တာလားလို့မေးပါမဟုတ်ပါရုပ်သာသနာတဲ့ပြောလွန်းလို့သာသနာတန်ဖိုးသိလို့အနှစ်သိလို့ကျုပ်ဝတ်ခဲ့တာမဟုတ်ဘူးရတော့မှညီကောင်မောင်နှမ9ယောက်ရှိတယ်ယောက်ျား10ယောက်ရှိတယ်ပါတယ်ခုနောင်တော်ကြီးတွေကျုပ်ဟာအငယ်ဆုံးအမေကဘာပြောလဲငါသားအမေမှာသား10ယောက်ရှိတယ်တယောက်မှဘုန်းကြီးမဖြစ်တာအမေဝမ်းနေတယ်မေဟာဗုဒ္ဓဘာသာသား10ယောက်ရှိတယ်သားတယောက်ကနိုင်ငံတောင်ကိုထမ်းရသားတယောက်ကကိုးကွယ်တဲ့သာသနာနဲ့ရှိရဒါမှအမေရဲ့ဘဝတောင်မှာရှင်းမယ်ကျတို့မေတော်တဲ့ဒီပြောတွေသိတော်တာတန်ဖိုးကြီးဒါကြောင့်မင်းတို့တွေဘဝတစ်ခုအထွတ်ထိပ်ရောက်ဖို့ဆိုတာမင်းတို့ကြိုးစားရုံနဲ့မပြီးဘူးအမေတော်ဖို့လိုတယ်ဘာတော်ဖို့ပါဗျာကို့မေတွေကဘာတော်အလှပြင်တာတော်လားနော်အဲ့တော့အမေတော်တွေမဟုတ်ဘူးအမေလျှော်တွေကြည့်လို့ကြအဲ့တော့ငါသားတဲ့ပေတိတရားအမေဘုန်းကြီးဝင်းနေသွားတယ်ဆိုတော့ခရီးလိုချင်တယ်တော်တော်ကိုစဉ်းစားပါတယ်ဗျာအဲ့တော့နောက်ဆုံးနေ့ကျတော့အဲ့ဒီခရီးပေးပါတယ်ဗျာလို့ဆိုစကားတစ်ခွန်းပြောတယ်ငါသားဗျာလို့ငါသားယောက်ျားမဟုတ်လားတဲ့ဟုတ်တယ်ဗျာလို့ယောက်ျားမှန်ရင်စကားနှစ်ခွန်းမပြောရဘူးမှတ်ထားမင်းတို့ကောင်းလေ
သိတံမိုးကြီးတယ်ယောက်ျားမှန်ရင်ပြောဟိုနောက်ကကြောင်ဝါကောင်လေယောက်ျားမှန်ရင်ခမရတို့ယောက်ျားဘယ်နဲ့ခွန်းပြောတယ်ဆိုတော့ခမရတို့အသိဆုံးဘောရှိကိုပေါက်လို့မလို့ချောက်ချင်ဟုတ်ပါဘူးသားနိုင်ကြီးတို့သားပြောနော်အဲ့ဒါနင်းတို့ချစ်ကြပြကြည့်ချစ်ကြပြသင်္လာပေါ်ကြမယ်ဟောမီတော်တို့ကြည့်လို့နော်ယောက်ျားဆိုတာဘယ်နဲ့ခွန်းပြောတယ်ဆိုတာခင်ဗျားတို့ကြောက်နေပြောတာခင်ဗျားတို့အသိဆုံးပဲယောက်ျားဆိုတာစကားနဲ့ခွန်းမပြောတခွန်းနဲ့ပြော60ကျော်90 80မှာထွက်တယ်ဆိုတာမလောက်ပါနဲ့ဒီလိုပြောပြီးတော့တခွန်းနဲ့ပြောပါပဲလို့ထွက်ဖို့ရအကြောင်းပေါ်ရင်ရုပ်ကိုကျုပ်အဆုံးစီရင်ပြည့်မယ်ခေါင်းနေငိမ့်ငါသားဘုံကြီးရဲ့မှာပါမိစကားနားထောင်လို့ငါသားဘုံကြီးရဲ့မှာဒါနဲ့ကျုပ်ကမေးတယ်ခင်ဗျာဒါလောက်တော့ကျုပ်ဘုန်းကြီးဝတ်စေချင်တာဘာဖြစ်လို့လဲငါသားရှင်းရမှာဆိုလို့ဟာအဲ့ဒီအပြောကခဏမှထိတာနော်ခဏမှထိတာငါသားအမေတိုင်းဟာသူတို့သားကိုချမ်းသာစေချင်တာလားဆင်းရဲစေချင်တာလားအဲ့ဒါတွေအားလုံးနားလည်စေချင်ပါတယ်ဗျာဟုတ်ပြီလားအဲ့တော့ဆရာသမားတို့အဆုံးအမနဲ့မိဘတို့အဆုံးအမနဲ့ကျုပ်ဟာဒီသာသနာကြီးထဲမှာပြောခြင်းလို့ပြောလို့နေလာတာမဟုတ်လိမ့်ပိန်နေကြရကျုပ်လည်းလူသားတယောက်ပဲနော်ပြီးတော့ကျုပ်တို့ဆရာသမားသိရင်ထွက်ပြောလိုက်တဲ့စကားဘယ်လောက်ထိလဲဆိုတာငါတပည့်မော့ကြည်သားငါ့ကိုဘယ်တော့မှကျုပ်တို့ဆရာမျိုးလုံးမော့ကြည်တာမဟုတ်ငါ့ကိုမော့ကြည်နှစ်ကာကပြုံးပြီးတော့ပြောတဲ့စကားလေးငါတပည့်တဲ့မင်းဘုန်းကြီးလုံးမစားရင်းနဲ့တော့ဟာတဲ့ဘုန်းကြီးလုံးမစားရင်းနဲ့ပါဗျာအဲ့ဒါမင်းတို့သိတယ်ဖြေမင်းတို့သိပြီးသားမင်းတို့မန္တလေးသားတွေဘုန်းကြီးလုံးမစားရင်းနဲ့ဘုန်းကြီးအလုပ်လုပ်ရေးဘုန်းကြီးအလုပ်ဆိုတာဟောဘုန်းကြီးတွေသိတယ်ဘုန်းကြီးလုံးစားတာလည်းမင်းတို့သိတယ်ဘုဆိုးသန်းတို့သားသိတယ်နော်တရားဓမ္မကြီးညိုအောင်မလုပ်နဲ့အကြီးညိုခံနိုင်အောင်နေခဲ့တရားဓမ္မအောင်နေအဲ့ဒါပိဋကသုံးဖို့ငုံလိုက်တဲ့စကားပြီးတော့လက်ဝါးလေးဒီလိုထောင်ပြတယ်ကွာငါဆရာလက်ဝါးလေးဒီလိုထောင်ပြဒါဘယ်သူလက်လဲတဲ့ခင်ဗျားတို့ဘယ်လိုပြောကြုတ်ကထောင်ပြဘယ်သူလက်ဘုန်းကြီးလက်သင်္ကန်းဝတ်ထားတာဘယ်သူလက်လဲဘုန်းကြီးလက်ပါဗျာလို့ကြုတ်လဲလျှောက်ပါတယ်မှတ်ထားဘုန်းကြီးလက်ဆိုတာယူတဲ့လက်ဗျာဘုန်းကြီးလက်ဆိုတာမနဲ့မိုးလဲမျက်နှာသစ်ပြီးသွားတိုက်ပြီးတာရေလဲတောက်ပြီးတာနော်ဘိုးကြီးဒီကြီးခနဲ့ဘယ်သူများပါလာလှူမှာပါလဲနော်အလှူကိုမျောတယ်မမိုးလင်းတာနဲ့ယူဖို့စိတ်ကူးတာလှူဖို့စိတ်ကူးအဲ့ဒါဘယ်သူလက်လဲဒါကြောင့်ငါတို့ပဲလက်သည်လှူသောလက်ဖြစ်ရပါစေညာလက်နဲ့ဆွဲပြီးတော့ဘယ်လက်နဲ့ဒီလိုလွတ်ပါခုတည်းဒီမြင်တယ်ညာလက်နဲ့ဒီလိုဆွဲပြီးဘယ်လက်နဲ့ဒီဘက်လွတ်ဒီကဘုံတမလေးကွယ်တဲ့ပြုတ်ပြုတ်မကြစီနဲ့ဟာသိတ္တံဟောကြီးတာပဲအဲ့ဒါတွေခဏိသိဋ္ဌိဘာလဲလဲကြီးမြောက်ခြင်းပဲစိတ်ကြံတိုင်းအဋိဋ္ဌံတိုင်းလောက်ကင်ဆောင်ရွယ်တိုင်းသိဋ္ဌိဒိဋ္ဌိဆိုတာအဲ့ဒါမှာကိုယ့်ကိုယ်ကိုသိလိုက်သွားတယ်ဟာအဲ့ဒါကိုခြောင်သမားတွေကလာလဲပြီးဆရာတော်ဗျာနော်ခေါင်းကလေးပုတ်ပေးပါဘာဖြစ်လို့ကျွေးတွေများလို့စိတ်ညစ်လို့မင်းတို့ကောင်လည်းအကုန်လုံးကျွေးတွေနဲ့ကြည့်တယ်ပဲဘူးထိုးလာပဲဟောမှဝန်ကြီးရှိတယ်ပြောသူလည်းကျွေးတွေနဲ့နေမှာပါဒီကမကြီးဟုတ်ကဲ့အဲ့ဒါကျွေးတွေနဲ့မို့တဲ့ကျွေးကင်းအောင်မေတ္တာပို့ပေးပါဟမ်ငါ့ကိုအခုစတိဘိုးတွေမာချမပေးရ